Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော် Mobile Game Channel နေပြီးအားလုံးပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်က brother တို့ကို game လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်ပေါ့နော်အဲ့ဒီ game လေးနဲ့မိတ်ဆက်ပေးခင်မှာ brother တို့ကိုကျွန်တော်ကဒီ game ထဲမှာပါတဲ့စက်ကြောင်းလေးရင်ပြောပြမယ်ပေါ့နော်game ကတော့ဘယ်လိုမျိုး ninja game တစ်ခုပုံစံမျိုးပဲပေါ့သူ့ရဲ့ဇလန်သွားလေးကိုအရင်ပြောပြမယ်ဇလန်လေးကဒီလိုပေါ့နော်ကျွန်တော်ဟိုးရင်တော့တနင်္လာရီတစ်ခုမှာပေါ့သူရဲကောင်းတယောက်ရှိရပေါ့ဒီသူရဲကောင်းကပြမဆိုရင်သူကဓာတ်ပညာကိုဓာတ်ကျွမ်းကျင်တဲ့သူရဲကောင်းတယောက်ပေါ့နော်သူနဲ့ရှင်နိုင်တဲ့သူဆိုတာသူကမရှိတဲ့လောက်ကိုရှာရဲအားကြောင့်မလို့သူကသူနဲ့ရှင်နိုင်တဲ့သူကိုလိုက်ရှာမယ်ဆိုပြီးတော့သူကမြင်းတစ်ကောင်နဲ့လိုက်ရှာပေါ့နော်အဲ့ဒီအချိန်မှာသူကဂေးဘော့ကြီးတစ်ခုကိုတွေ့ရတဲ့အဲ့ဒီဂေးဘော့ကြီးကိုတွေ့တဲ့အချိန်မှာပေါ့နော်ဒီကောင်ကအဲ့ဒီဂေးဘော့ကြီးကိုတွေ့တဲ့အချိန်မှာသူ့မှာလည်းဂိမ်းပေါက်ဖွင့်တဲ့တော့ရှိရတယ်ကောက်ဖွင့်လိုက်တယ်ပေါ့ဗျာအမှန်နဲ့ဂိတ်တခါရက်ပွင့်လာပြီဆိုပြီးအမှန်နဲ့တဲထဲမှာဇိုးတော်တော်များများထွက်လာပါတော့ပြီးတော့ဂိတ်ဘော့ကြီးပွင့်သွားတဲ့မှာလေတွေတိုက်ပြီးတော့နှစိုးငွေတွေကနေပြီးတော့သူ့ကိုတိုက်ခဲ့ပြီးတော့အဖေတောင်းတော့သူကအသားမဲပြီးကပ်ပြီးဖြစ်သွားတယ်သူ့နာမည် share တို့တဲ့အမှန်ပါတော့ share တို့ကထလာပဲဟာရညလုံးနဲ့ဆန်လန်းပါညလုံးအဆန်ပါဘူးထားခင်းမယ်အမှအသက်ဝါးကြီးရှူအမှသူနဲ့တိုက်ပြီးတော့ရှင်နိုင်မဲ့သူလိုက်ဆိုင်နေတယောက်ပြီးတယောက်လိုက်တက်တယ်ပေါ့ဗျာအပြင်းပြေအမှမောပြီလေအမှတကယ်ကောင်းနေတွေ့ဟောဘလူးလားခြိုက်ဗျာဂိမ်းလေးကထွက်ကြည့်တာတော့တော်တော်ကြာပြီဖြစ်ပြီးတော့ပြောမှဆိုလို့ရှိရင်ဒီခင်းကကျွန်တော်ထင်တော့2017စနစ်လောက်တည်းထွက်တယ်လို့ထင်တာပဲဒါတော့ကျွန်တော်ထင်ပြောပါတော့ဒီ game ကိုထုတ်တဲ့ company ကပဲပေါ့နော် Fita ဆိုတဲ့ game တစ် game နဲ့ထုတ်တယ်အဲ့ဒီ game ကတော့2009လောက်ဝန်းကျင်လောက်ရှိတယ်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့် game က Shadow Fight 2ပဲဖြစ်ပါတယ်ဗျာ game ရဲ့ပုံစံတော့ဒီလိုပေါ့နော်ဘာမှတိတ်ပြီးမရှိဘူးအဲ့ပွဲတင်တွေအကုန်လုံးကြည့်ပြီးတော့ရိုးရှင်းရှင်းလေးပဲပြိုင်သွားမယ်ဒါပြိုင်ပွဲတွေဖြစ်တယ်ဒီဘိုင်းနဲ့ဆိုလို့ရှိရင်ပို့ပြီးတက်ရတာကွာဖြစ်တယ်ပေါ့နော်ပြီးတော့ဟိုဘယ်လိုပြောမလဲလာချင်းဆိုတော့ဒီဒီကောင်နဲ့အရင်တက်ရမယ်ပြီးမှအဲ့ဒီဘိုင်းရှိပါမယ်လက်နက်တွေတွားကြည့်လိုက်အောင်ဒါတော့ဒီ game ထဲမှာပါတဲ့သူ့ရဲ့လက်နက်တွေပေါ့နော်ဒါအခုကျွန်တော်လက်ရှိကင်ထားတဲ့ဒါကျွန်တော်ရဲ့လက်နက်ပေါ့ကျွန်တော်ဝယ်ထားတဲ့ဥစ္စာပေါ့နော်ဒီမှာလက်နက်အသစ်အစမ်းတွေပါတယ်ပြီးတော့ upgrade လည်းလုပ်ရတယ်ပေါ့နော် upgrade လည်းတားအများကြီးလုပ်စရာမလိုပါဘူးနည်းနည်းပါးလွတ်လပ်အောင်လည်းရပါတယ်ဒါတော့အခုဒီထဲမှာပါတဲ့လက်နက်တွေအိမ်နေအုတ်ထုပ်တွေပါတယ်ပြီးတော့ upgrade မြင်လာနိုင်တဲ့မြာ ninja လက်နက်တွေလည်းတချို့ပါလာရပေါ့နော်ပြစ်တဲ့စက်ကြာလေးပါလေအဲ့လိုဟာလေးလည်းပါလာတယ်ဒါကတော့အုတ်ထုပ်ပေါ့ပြီးတော့ဒီမှာဆိုလို့ရှိရင်ဘာမှယူတားကြီးလုံးစရာမလိုဟိုပါပေါ့နော်ထိုးတဲ့ဥစ္စာနဲ့ကန်တဲ့ဥစ္စာနှစ်ကွက်နဲ့အဝိုင်းတစ်ခုနဲ့ဒီသုံးခုပဲပါအဲ့ဒီဟာမှ brother တော့မကင်တယ်ဘူးမစော့တယ်ဘူးဆိုလို့ရှိရင်ဒီဖုန်းထဲမှာလည်းတစ်ခုပါပေါ့နော်ဒီ game ထဲမှာလူပုံလေးပေါ့လူကန်နေတဲ့ပုံလေးကိုနှိပ်လိုက်လို့ရှိရင်သူကဒီမှာပေါ့လက်သီးတစ်ချက်ထိုးလို့ရှိရင်ဘလို့ပြီးခုနမြားမှာအရှိကိုတစ်ချက်နှိပ်ပြီးတော့မြားတစ်ချက်နှိပ်ရင်ဘလို့ဆိုပြီးတော့သူကပြတဲ့ထဲမှာပါရပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီအပေါ်ခုံပြီးတော့နှစ်ချက်ကန်တော့အကြိုက်ဆုံးပဲဒီကွက်ကရမ်းလာလှရဆိုတဲ့သဘောမျိုးပဲပေါ့နော်ကျွန်တော်တော့မပါပါဘူးဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီ game လေးကိုဆော့မယ်ဆိုလို့ရှိရင်တော့ Play Store မှာရှာလိုက်အောင်ပါပဲ Play Store မှာ Shadow Fight 2လို့ရှာတာနဲ့တင်အပေါ်ဆုံးမှာ Shadow Fight 2 2025ဆိုပြီးတော့အပေါ်ဆုံးမှာပေါ်မှာပဲဖြစ်ပါတယ်အဲ့ဒီကောင်လေးနှိပ်ပြီးတော့ download ဆွဲပြီးတော့ဝင်ဆော့လိုက်ပါဗျဘာမှလုပ်ကြမလို့ပါဘူး game ထဲရောက်ပြီဆိုတော့တင်ကိုဘယ်လိုကမ်းမယ်ဘယ်လိုဆွဲမယ်ဆိုတော့ဥစ္စာလေးပြောပြပြီးတော့ game လေးကိုစတင်မှာဖြစ်ပါတယ် level တွေကတစ်ခုနဲ့တစ်ခုမတူညီအကြောင်းမလို့တယောက်တက်ပြီးတော့ရှင်နောက်တစ်ယောက်ကနောက်တစ်မျိုးနဲ့အတူလာပါတယ်လက်နက်ပေါင်းများစွာလည်းပါရှိတဲ့အပြင်တယောက်ပြီးတယောက်ဆရာကြီးများအားလုံးတက်ပြီးတော့ဆိုရင်တော့နောက်ဆုံးကြံနေတဲ့ဓာတ်နဲ့ကောင်တက်မယ်ပေါ့နော်ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးတပုံးနဲ့အတူစသိမ်းကြပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးအဆုံးမှာကျွန်တော်ကြော်ညာလေးတပိုးထည့်ထားပါနော်ကျွန်တော်ထည့်ထားတဲ့ကြော်ညာကလည်းတခြားဟိုလိုဘယ်လိုပြောမလဲဟိုဟာဂိမ်းဒီဟာဂိမ်းကြော်ညာလည်းမဟုတ်ပါဘူးဒီဂိမ်းရဲ့ကြော်ညာလေးတစ်ခုကျွန်တော်ထည့်ထားပါတော့အဲ့ဒီကြော်ညာလေးကိုတော့ဆုံးအောင်ကြည့်ပေးဖို့တောင်းဆိုလိုက်ချင်ပါဗျကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လေးနဲ့ခေါင်းလေးလည်းနေပြီးတော့ကျွန်တော်ကတောင်းဆိုချင်ပါတယ် comment မှာအဆင်ပြေလေးတစ်ခုခုရေးခဲ့ဖို့လည်းကျွန်တော်တောင်းဆိုပါတော့
Okay အဲ့ဒါဒီနေ့ဗီဒီယိုလေးအဆုံးသတ်လိုက်အောင်ကျွန်တော်ကြော်ညာဗီဒီယိုလေးနဲ့တပေါင်းနဲ့အတူပြီးတက်ပါဗျအားလုံးနှုတ်ဆက်ပါတယ် bye bye